လန်ကောင်းများစွာကိုတင်ဆက်ပေးနေတဲ့ KYM Entertainment YouTube Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျဒီကနေ့မှာပရိသတ်တွေနားဆင်ဖို့အတွက်စိုင်းသူစနေရေးသားထားတဲ့မောင်စနေနဲ့ပထမပွဲဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာတော့ပရိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ကေတာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျ။တုံလဲကိုရင်လူထွက်ပြီးတော့တီရီဇော်ဒီကောင်ကြောင့်ပြန်ရောက်နေပြီ။ကျောင်းပြန်ရောက်တာနဲ့အညိုးတကြီးနဲ့ခိုင်းတဲ့ဘိုးကကြောင့်ကျုပ်တောင်ထင်းမြောင်တွေတော့မလုံနိုင်ပါဘူးဗျ။စနေရေးကျောင်းရှိဟာရေမြောင်လေးဖော်ကြရအောင်။ကိုရင်လေးတွေပါကောထားလိုက်ပါသူတို့ရိစားအနေလာမင်းနဲ့ကလည်းပဲလုံလိုက်ကြရအောင်။ဒါဘိုးကလူကြားကောင်ပြောတဲ့စကားပဲ။တကယ်တမ်းနေလားကလားအလုပ်လုပ်ကြပြီဆိုသူခမညာညီနီပေါင်းတောက်6တောင်မကောက်ဘူးညီးပြီပြုစနေရေးအသက်ကြီးလာတာမကောင်းဘူးဟာခါကမကောင်းအမောဟာလည်းမခံနိုင်လေတိုးရင်အောင်ရိုင်းချင်နေပြီကွာဟောနေဘိုးကထိုင်နေကျုပ်ပဲလုံးလိုက်မယ်ရပါတယ်ကွာမင်းရတယ်အထမ်းတက်အစွဲရလေးနေပါဆိုရထိုင်နေပါဗျာသူမလုံးနိုင်တာကိုပြောပြနေတော့ကျုပ်ကနားခံရတာပေါ့တကယ်လည်းအသက်ကြီးပါပြီကျုပ်လေဘိုးကကိုစည်ရင်းနဲ့အလုံးမလုံးစေချင်တော့ပါဘူးကျုံးတဲ့ဘိုးကကျောင်းသက်ရှည်လုံးနေတော့ကိုရင်လေးနှစ်ပါးကြွလာတယ်ပြီးတော့ဘုန်းကြီးခေါ်ခိုင်းနေဆိုလို့တွားလိုက်ရတာပေါ့ဗျာဘုန်းကြီးတရားပွဲရှိလို့အောက်ပြီးအောက်ရပဲကြွအောင်မယ်တပတ်ဒါမှမဟုတ်နှစ်ပတ်လောက်တော့ကြာမယ်အဲ့တော့ကျောင်းမှာကောင်းကောင်းမွန်မွန်နေခဲ့ကြလားဒီမှာဖေဟာစိတ်ချပါတပည့်တော်ရှိရင်အကုန်လုံးအဆင်ပြေပါတယ်ဖေဟာစနေနေ့ကိုပဲစိတ်ပူတာဟဲ့တခြားသူတွေကကိစ္စမရှိဘူးနင်းတယောက်တည်းကိုပဲခေါ်ပြောချင်တာကြားလားဘုန်းကြီးကအဲ့လိုမိန်တော့ကျုပ်ဘလို့ပြန်လျှောက်ရမှန်းမသိပါဘူးဗျာကျန်တဲ့သူတွေကတော့ပြုံးဆဆနေပေါ့အဲ့လိုနဲ့ဘုန်းကြီးကမိန်းစာရှိတော်တွေမိန်ပြီးပြီဆိုတော့ကျုပ်တို့လည်းကျောင်းကိုပြန်ဆင်းလာခဲ့တယ်အောက်ရောက်တော့ကျောင်းမှာအသက်ကြီးဆုံးဖြစ်တဲ့ဘိုးကောင်ကကျုပ်ကိုတပန်းပြန်ပြီးစုံးမစကားပြောတာပေါ့ဗျာကဲကိုရင်တစ်ပါးနဲ့စနေဇောင်းတန်းမှာခဏထိုင်ကြတပည့်တော်ဩဝါဒပေးပြရစီအမေကိုရင်နေကိုသူကဩဝါဒပေးမယ်ဆိုပဲဗျာကျုပ်တို့လည်းအသက်ကြီးတဲ့ဘိုးကစကားကိုနားထောင်ရတာပေါ့ဘိုးကဘုန်းကြီးခီးထွက်မယ်ဆိုတော့ကျောင်းကဖြစ်လာသမျှအရာအားလုံးသူ့ကောင်းပေါ်ရောက်လာပြီလေသူကျုပ်တို့ကိုစိုးမစကားပြောရလဲမလွန်ပါဘူးလေဘိုးကဝါလာစာကွန်ကိုထွေးထုတ်ပြီးချောင်းတစ်ချက်ဟန့်နေဗျပြီးတော့ကက်တီတီနဲ့စကားဆိုတယ်စနေမင်းကကျောင်းကတစ်ပင်တွေကိုတေချာခေးဆိုင်ရမယ်ရေလိုတဲ့ပင်တွေကိုရေတေချာလောင်ကြလားပြီးတော့စွန့်ခံလိုက်ရင်လေတီတီတန်းတန်းနဲ့နောက်ကလိုက်ဘုံကြီးမပါဘူးဆိုပြီးပောက်ကရလှုပ်လို့မရဘူးမင်းတို့ရဲ့လှုပ်ရက်ကတိုးချောင်းထိခိုက်နေနေကြလားဟုတ်ကဲ့ဘိုးကကိုရင်တစ်ပါးအရှင်ဘုရားတို့လည်းစွန့်ခံရင်ဘုန်းကြီးနဲ့သွားသလိုပဲကြွနော်စနေကိုလည်းကြည့်ပြောအောင်စိတ်ကြပါဘိုးကကိုရင်တို့သိပါတယ်ဘိုးကဘုန်းကြီးပေးတဲ့ဩဝါဒထက်မနည်းတဲ့ဩဝါဒတွေကိုမိတ်ချပြီးရဲ့နောက်ကဲကိုလှုပ်ရှားရှိတာလှုပ်ကြဘိုးကကက်တီတီနဲ့ပြောပြီးတော့ကျုပ်လက်ကိုဆွဲထားတယ်ကျုပ်လည်းဘာတော့ပေါ့ကိုရင်တစ်ပါးခဝေးရောက်သွားမှဘိုးကအသက်ခောက်အုံနေမင်းကလည်းမင်းနဲ့ငါလောက်ကကြားထူးပါလေကွာသွားကြားခွန်သွားယူဘိုးကကက်တီတီနဲ့ပြောတော့ကျုပ်လည်းကြားခွန်သွားယူပြီးစောင်းတန်းမှာကြားထုံးနေတာပေါ့ဘုန်းကြီးခီးထွက်သွားပြီးကျောင်းမှာကျုပ်ဘိုးကလည်းကိုရင်တစ်ပါးပဲကြံခဲ့တယ်ဘိုးကအသက်ကြီးဆုံးဆိုတော့ဘိုးကရဲ့စကားကိုနားထောင်ပြီးနေရတာပေါ့ဗျာဘုန်းကြီးရှိရင်နိုးစရာမလိုတဲ့ကျုံနဲ့ကိုရင်တစ်ပါးကိုဘုန်းကြီးခီးသွားတော့ဘိုးကမနဲ့စောကျုပ်တို့နှိုးရတဲ့လှုပ်တစ်ခုတိုးသွားတာပေါ့ဗျာစနေထားစမ်းကွာစွန့်ခံသွားရမယ်ဟေ့ထနော်အမဘိုးကနှောနေပါပြီအေးပြီးရပဲကိုရင်တစ်ပါးကိုသွားနှိုးလိုက်အောင်မေဘိုးကတော့ကျုပ်ကိုနှိုးပြီးရလေထွက်သွားတယ်ကျုပ်လည်းမလန့်မဆန်းနဲ့အိယာကထားပြီးမျက်နှာသေးသွားတိုင်းလိုက်တယ်အဲ့ဒါတော့အိတ်ချင်းစိတ်ကမပြေသေးဘူးဗျတို့ပေမဲ့စွန့်ခံလိုက်ရအောင်မလားကျုပ်လည်းစွန်းသားတောင်းတွေကစွန်းအင်းကြိုင်ကြီးကိုဆွဲပြီးကြောင်းရှိဆောင်ထဲမှာကိုရင်တစ်ပါးကိုထိုင်ဆောင်နေလိုက်တယ်တိတ်မကြပါဘူးကိုရင်တစ်ပါးလည်းတပိတ်တွေပိုက်ပြီးကြွလာတယ်မနက်4 နာရီပြီးတော့ညတာရှိတယ်လားဆိုတော့အမောင်ကကျန်နေသေးတယ်ပေါ့ဗျာကိုရင်တစ်ပါးတန်းစီရန်လိုက်တဲ့အချိန်ကျွန်တော်လည်းသူတို့နဲ့တန်းပြီးရန်လိုက်တာပေါ့ပြီးတော့ကျုပ်တို့တွေရက်ွက်ထဲစွန့်ခံကြတာပေါ့သွားမဲ့ရက်ွက်ကဝီတော့စောသွားရတယ်ဗျအဲ့လိုနဲ့ကိုရင်တစ်ပါးနဲ့ဘုန်းကြီးကျောင်းသားကျုပ်စွန့်ခံကြတာပေါ့ဗျာကျောင်းကနေထွက်လာလိုက်ကြအတော်လန်းကိုရောက်လာပြီဗျအာယုံလေးတော့တက်လာပြီအဲ့ဒီချိန်ရှေ့ကိုအာယုံစိုက်နေတဲ့ကျုပ်ကိုတရက်ယောက်ကပခုံးကိုပုတ်တယ်ဗျ
ကျုံလဲဘိုးကနောက်ကနေလိုက်လာရထင်ပြီးတော့နောက်ကိုပြန်လဲကြည့်တယ်ဘယ်သူမှမရှိပါဘူးအဲ့ဒါနဲ့ရှေးကကြွနေတဲ့ကိုရင်တစ်ပါးနဲ့နည်းနည်းခွာသွားတယ်ဆိုတော့ကျုံလဲရက်ပြီးနောက်ကိုလှည့်ကြည့်နေရကနေဘယ်သူမှမရှိတော့ကိုရင်လေးတွေနောက်ကိုခက်သက်သက်လေးလိုက်ရတာပေါ့မကြပါဘူးပကုံးကိုနောက်တစ်ခါထက်လာပုတ်ပြန်ရောကျုံလဲပြန်လဲကြည့်ပြီးပြန်ရောဘာမှမရှိပါဘူးတရေတော့ခြောက်နေပြီထင်တယ်လို့တွေးပြီးကိုရင်လေးတွေကိုအမိလိုက်မယ်ကြံတော့ကျုပ်ပကုံးကိုပုတ်ယုံတယ်မဟုတ်ဘူးဆွဲပါထားပြီးပြုတ်အဲ့တော့ကျုပ်လဲလက်ဖြတ်ပြီးနောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်တာပေါ့အဲ့ဒီမှာကျုပ်မြင်လိုက်ရတာအသက်ကြီးကြီးလူကြီးတယောက်ဗျာပစိုးကိုခေါင်းမှာပေါင်းတာလေပုံစံကလူပုံစံမို့ကျုပ်လဲတက်ပြင်းချပြီးအဲ့လူကြီးကိုအပြစ်တင်တာပေါ့ဗျာဦးကြီးရလေဗျာလမ်းလိုက်ကြမိုးကမလင်းသေးပါဘူးဆိုအတန်လေးပါလေးပေးမှာပေါ့ပေးမလို့ပါပဲကွယ်ဒါနဲ့စီအောင်တော့မကြွဘူးလားဟုတ်တယ်ဘုန်းကြီးကအောက်ပြီးအောက်ရသွားတယ်အော်ဟုတ်လားကဲသွားကွင်လေးနေတော့လှမ်းနေပြီဟုတ်ကဲ့ကျုပ်သွားပြီဦးကြီးရေကျုပ်လည်းပခုံးပုံပြီးခေါ်တဲ့ဦးကြီးကိုထားခဲ့ပြီးကွင်လေးနောက်ကိုအပြေးလိုက်ရတာပေါ့ခဏနေတော့နောက်ပြန်လှည့်ကြည့်ခြင်းစိတ်ပေါက်တာနဲ့ပြန်လှည့်ကြည့်လိုက်တော့ခုနကကျုပ်နဲ့စကားပြောတဲ့လူကြီးကလမ်းဘေးကကုတ်ကိုပင်ကြီးပေါ်ကိုကန့်လိုက်ပြတ်ကြီးတက်သွားတာဗျာအဲဒီကြောင့်မှကျုပ်လည်းတက်သိန်းတွေပါရီထားပြီးကွင်လေးတွေကိုမိအောင်တောင်းဆန်းပြီးတော့ပြေးရတာပေါ့ဗျာကျုပ်တဲတန်ပြေးလာတော့ကွင်လေးတစ်ပါးကျုပ်ချေတန်ကြားလို့ခြင်းနဲ့နောက်ပြန်လှည့်ကြည့်ပြီးမိနေကိုစရီပါရီဖြစ်နေရလေတပည့်တော်တဲချောက်လို့ပါဗျာကိုစရီကတော့တီရီဇော်ဒီကောင်ရောမှနေပြီးတဲကြောက်နေရတယ်လို့ကွင်တစ်ပါးကကျုပ်ကိုတလဲစီဆူပြီးစွန်းဆက်ခံကြတာပေါ့ကျုပ်ပြင်သူတို့နောက်ကနေကုတ်ကုတ်လေးလိုက်ရတယ်ဘုန်းကြီးနဲ့စွန်းကန်ထွက်တုံးကတော့သူတို့လောက်မကြောက်ရဘူးလို့တွေးနေမိရပါဗျာတနေ့သောအချိန်မှာပေါ့ကျုပ်ဇောင်းနှန်းကခုံတွေကိုဝစ်စုပ်နဲ့တုံနေတာပေါ့ဘိုးကမရှိဘူးဗျရက်ွက်ထဲထွက်ပြီးတော့ကွန်းသွားဝင်နေကွင်လေးတွေကလည်းသူ့เจ้าဆောင်မှာစာအန်နေရချင်းပေါ့အဲ့ဒီအချိန်မှာเจ้าဝိုင်းလေးကိုလူတစ်ယောက်ဝင်လာတယ်လူပုံစံကခက်သက်သက်ပဲသူကကျုပ်စီကိုတဲလာတယ်ပြီးတော့အတန်ခက်အေးနဲ့စကားဆိုတယ်ငါတူဆရာတော်ရှိလားမရှိဘူးဗျเจ้าမှာတခြားတန်ကရှိသေးလားငါတူကိုရီလေးနှစ်ပါးတော့ရှိတယ်ဦးလေးကအတန်မစဲပထမ်းရဖို့လာပင်တာဘုန်းကြီးကတော့မရှိဘူးဗျဦးလေးကကိုရီမှာတရက်လောက်လေးပဲရွတ်ချင်တာပထမ်းရွတ်တဲ့တန်ကရှိရင်ပင်းချင်တာကွယ်တခြားအသည့်တွေလည်းမရှိတော့အခက်သားကျုပ်အဲ့ဒီဦးလေးကိုအသေးချာကဲခတ်လိုက်တယ်တကယ်ကိုတနာစရာပါဗျာသူ့မှာစေတနာတရားကအပြည့်ပဲသူလှုပ်ချင်တာလေးမလှုပ်ရလို့စိတ်ညစ်သွားတော့ကျုပ်လည်းအတော်ကိုစိတ်မကောင်းဖြစ်သွားတယ်အဲ့တော့တက်နိုင်တဲ့လောက်ကူညီမယ်လို့တွေးလိုက်ပြီးတော့ကျုပ်ကူညီနိုင်လောက်တဲ့အတိုင်းတာကိုသူ့ကိုပြောလိုက်တယ်ဦးလေးကျုပ်တို့เจ้าမှာတော့ကွင်လေးနှစ်ပါးပဲရှိတယ်သူတို့ကစာဝါတက်နေတာပထန်းတော့ကျွန်းချင်းရွတ်တက်နေပါပြီတကယ်လို့သူတို့နဲ့အဆင်ပြေဘူးဆိုရင်လည်းတချောင်းတွေကိုတောင်းပြမလားကျုပ်လိုက်ဖို့ပြီးမယ်ရတယ်ကွင်လေးတွေကြွမယ်ဆိုကွင်လေးတွေကိုပဲပြင်ပါမယ်အဲ့ဒါဆိုခဏဆော့ကျုပ်သွားရှောင်းလာအောင်မယ်ကျုပ်လည်းဧည့်သည်ဦးလေးကိုစောင်းထဲမှာထိုင်ခိုင်းလိုက်ပြီးကွင်လေးတွေចောင်းဆောင်စီကိုသွားလိုက်တာပေါ့ကွင်လေးတွေကတိုက်ဆိုင်ပထန်းတွေပြန်ရွတ်နေတယ်ဗျာကျုပ်လည်းဟန်ပြီးဆိုပြီးတခါတယောက်ကပထန်းရွတ်ဖို့လာပင့်နေဆိုတာရှောင်းလိုက်တာပေါ့ကွင်ဖေဟာတခါတယောက်ကသူ့အိမ်မှာပထန်းရွတ်ချင်လို့တယ်အဲ့ဒါကွင်တို့ကိုလာပင့်နေဖြစ်ပါမလားကိုစနေကျုပ်တို့ကအပြင်နေလိုက်ဘူးလားမဟုတ်ဘူးအဖြစ်တော့ပါတယ်သူကတခြားเจ้าနေမပင့်ချင်ဘူးတဲ့တပည့်တော်လည်းကွင်တို့နဲ့လိုက်ခဲ့မအောင်ဘာမှပူစရာမလိုပါဘူးကျုပ်တော်ဆွင်လိုက်ရတယ်ဗျာကျုပ်အဆွဲကောင်းတာနဲ့ကွင်လေးတွေလည်းကြွမယ်ဖြစ်ကုန်ရောအဲ့တော့ကျုပ်လည်းအားရဝမ်းသာနဲ့ဆောင်းထဲမှာစောင့်နေတဲ့ဦးလေးကိုအစဉ်ပြေချောင်းနဲ့ကြွရမယ့်နေရာကိုမေးထားလိုက်တာပေါ့ပထန်းလာပင်းတဲ့ဦးလေးကတော့အတော်ပျော်သွားတာမျိုးကျုပ်တောင်သူ့အပျော်တွေကူးပါတယ်ဗျာဦးလေးကအကြောင်းလေးကနေပြန်မထွက်ခင်တည်းတွတ်မှနေလို့စိတ်ချဖို့ကျုပ်သေးချပြောလိုက်ရတယ်သူထွက်သွားပြီးမကြောက်ဘူးဘိုးကအကြောင်းလေးကိုဝင်လာတယ်ပြီးတော့ကွင်တစ်ပါးကိုလာပင်းတဲ့သူကိုမေးတယ်ဗျာစနေခုနကအကြောင်းလေးကထွက်လာတာဘာသူတော့ဩပထန်းအတွက်လာပင့်တာပြင်ပုံလေးရွာကဥတင်အောင်နေအသေးလာကြီးလားစနေရသိတာပေါ့ဘိုးကရကျုံတဲ့ကွင်တစ်ပါးသူ့ရင်သွားပြီးတော့ပထန်းယူပေးရမှာဟဲ့အောင်မင်းတကယ်ပြောနေရလားဟောတကယ်ပေါ့ဘိုးကရကွင်လေးတွေကိုတော့ရှောက်ပြီးပြီ
ဟိုမှလေလောငါကောင်မင်းပြဿနာတက်နေမယ်နော်အကောင်းတာလောက်တာပဲဘယ်ရတော့ပြဿနာတက်ရမှာလေဗျာဘိုးကတားမလို့လားမတားရပါဘူးဗျာမင်းတို့သဘောဘိုးကခဲရွယ်လေးပြောပြီးထွက်သွားတယ်ကျုပ်လည်းကွင်လေးတွေစီသွားပြီးနေ့လေပထမ်းပွဲသွားဖို့ကိုကြိုတင်ပြင်ဆင်လိုက်ကြတာပေါ့ဗျာနေစိုးစားပြီးကတည်းကကျုံနဲ့ကွင်လေးတစ်ပါးဖင်တကြောကြောဖြစ်နေပြီပထမ်းရွဖို့သွားချင်နေပြီကိုဘိုးကခဏနေဦးဆိုတာနဲ့ကျုပ်လေးဆောင်းထဲမှာစောင့်နေရတာပေါ့မကြပါဘူးဘိုးကရောက်လာတယ်လက်ထဲမှာလဲစောင်းတုံးနဲ့ပြီးတော့စောင်းကိုကျုပ်စီအရင်ပေးပြီးဖတ်ခိုင်းတယ်အစာထဲမှာအခုသွားတာသူနဲ့မဆိုင်ကြောင်းပြဿနာတက်ခဲ့ပါကသူနဲ့မဆိုင်ကြောင်းပေါ့ဗျာပြီးတော့လက်မှတ်တောင်ထိုးခိုင်းသေးတာကျုပ်လည်းသူထိုးခိုင်းတဲ့နေရာမှာထိုးပေးလိုက်တယ်ကွင်းတစ်ပါးကိုလည်းအလစ်မပေးဘူးဗျလက်မှတ်ထိုးခိုင်းသေးတာပြီးတော့သူကပြောသေးတယ်စိတ်မခုကြနဲ့ဒီလိုလုံးမဖြစ်မှာမို့လုပ်ရတာဖုန်းကြီးကတခုခုဆိုငါပဲစုမှာအခုကိစ္စငါနဲ့မဆိုင်ဘူးဆိုတာသိအောင်တက်တည်ယူထားတာဟုတ်ပါပြီဘိုးကရကျုပ်တို့သွားလို့ရပြီလားအေးရပြီမိုးလေးမှပြန်လာမှာလားဟုတ်တယ်လာပေးနာအတန်မဆဲဆိုတော့မိုးလေးမယ်ကျုပ်ပါဝင်ရမှာလေလှုပ်ချင်းတလို့လှုပ်ပြအဲ့ဒါမင်းပိုင်းသွားကြတော့ဘိုးကကိုကြည့်ရတာကျုပ်ကိုမယုံတယ်လို့ပဲယုံပါတယ်ဗျာယုံပါတယ်ဘိုးကယုံတာကြီးရလေဗျာအတန်ပါလိုက်တာကဲစကားများမနေနဲ့သွားကြရှိတာသွားကြတော့ဘိုးကောင်ကကျုပ်တို့ကိုအကြောင်းပြင်လိုက်ပို့ပေးတယ်ပြီးတော့သူကကျုပ်တို့အပြင်ရောက်တာနဲ့ကျောင်းတကားကိုပိတ်လိုက်တယ်ဗျာကျုပ်တို့လည်းနောက်ကိုပြန်လဲမကြည့်ပဲပြင်ပုံရွာလေးကိုခက်မြက်မြန်ကြွားသွားကြတာပေါ့ကျုပ်တို့ကိုလာပင်သွားတဲ့ဦးတင်အောင်ပြောပြတဲ့လမ်းတိုင်းသွားတာအတော်သွားလိုက်ရတယ်ဗျာကိုရင်တစ်ပါးဆိုပထမ်းရွှေ့ချင်လို့သာသွားတာမျက်နှာမှာချွေးတွေစုလို့ဗျာပြီးတော့လည်းကျုပ်ကိုတထွတ်မေးတယ်ဗျာကိုစနေခမ ्या ပြောတဲ့ရွာမရောက်သေးဘူးလားဗျာရောက်တော့မယ်ထင်ပါတယ်ဖေခမ ्या ရောက်တော့မယ်တော်တော်ကြားနေပြီတပည့်တော်လည်းတခါမှမရောက်ဘူးတော့ကာလဘေးရတွေ့ချင်းလှဲတိုင်းလာဆိုလို့သာလာရတာလဲကြုံရှိရကိုလေကိုရင်တို့ကမစည်းတာသူတို့တော်မှပင်ပန်းနွားလေးကိုယုံနေရတာမစည်းရပါဘူးအရှိလေးကောင်းရင်ခဏနာကြအောင်ကိုစနေတင်ပါဖေနေရတော့ဘူးလေဗျာနေစောစားပြီးတိတ်မကြဘူးထွက်လာတာဆိုတော့နေဘူးကောင်းချင်ကြီးလေပူတော်ပေါ့ကျုပ်တို့လည်းသွားချိန်စိတ်တွေများနေတော့ပူလို့ပူမှန်းတိတ်မသိတာပါဘူးတော်တော်လေးမောလာမှသိလိုက်ရတာအဲ့ဒါကြောင့်လမ်းဘေးကရုံးမေကြီးရောက်မှထိုင်နာကြတာပေါ့ကျုပ်တို့လည်းခဏနားပြီးတော့ပြန်သွားဖို့လုံနေတော့နောက်တက်လဲတစီထက်ရောက်လာတယ်လဲသမားကအတော်သဘောထားပြေးသွားတဲ့ပုံပဲဗျာကိုရင်လင်းတစ်ပါးကိုမြင်တာနဲ့တန်းပြီးစကားလန့်ဆိုတယ်ကိုရင်တို့ဘယ်ကြွမှာလဲဗျာပြင်ပုံလေးရွာကိုကြွမှာပါ။အော်အလူကိုသွားမှတင်တယ်တပည့်တော်လည်းနဲ့လိုက်ဖို့မယ်ဗျာ။ရပါတယ်တခါကြီးကွင်းတို့ဘုံကြီးကလဲမစီရဘူးလို့မိန့်ထားလို့ပါ။ကောင်းပါရဲ့ဖေ။အဲ့ဒါဆိုတပည့်တော်သွားလာအောင်မယ်။ရှေးရှော့ဘော့စကိုင်းဘေးနေရှိတာမို့နေသိမ့်ဘူးတော့ပါဘူးဖေ။လဲသမားကကွင်းလေးတွေနဲ့ကျုပ်ကိုနှုတ်ဆက်ပြီးမောင်းသွားတယ်။အကျုပ်တို့ကတော့ပြင်းတိပြင်းတွေလမ်းလျှောက်နေရပါ။ဟုတ်တယ်ဗျာလဲသမားပြောတဲ့အတိုင်းပဲသိမ့်မကြဘူးလမ်းဘေးဝဲရမှာဘော့စကိုင်းပင်တွေများသားပြောအသေးတွေသီးနေရခဲနေရပဲအကျုံနဲ့အသေးတွေခူးပြီးအခွန်ခွာစားလိုက်အယိုးအချိုးပြီးအကြောလေးတွေကိုဝါးလိုက်နဲ့လှုပ်ရင်းလမ်းလျှောက်လာတာမကြဘူးဗျာရိုးချောင်းတရားကျော်မှာရွာတရွာကိုတွေ့တာပဲအကျုပ်သိလိုက်ပြီအဲ့ဒါပြင်ပုံရွာပဲကျုပ်တို့လည်းအားရဝမ်းသာနဲ့ရိုးတထားလေးကိုကူးမဲ့အလှုပ်တရားအောင်နာလမ်းကလူတီးရောက်တက်လာတယ်ဗျာအဲ့ဒီလူကဦးတင်အောင်လေသူကကျုပ်တို့ကိုမြင်တော့အားရဝမ်းသာဟန်နေကိုရင်လေးတို့ရောက်လာပြီလားဖေ။ရောက်ပြီပေါ့တကားကြီးရဲ့တပည့်တော်အိမ်ကရောင်ထဲမှာမဟုတ်ဘူးဖေ။တပည့်တော်နောက်ကလိုက်ခဲ့ပါကြွပါဖေ။ဒီလုံးနဲ့ဦးတင်အောင်ကရှိကနေသွားတယ်ဗျ။သူ့အိမ်ကရွာပြင်ခက်လန်းမှာဗျ။ရွာတော့လှမ်းမြင်ရတယ်။ကျုပ်ချင်းတောင်ရွာကွက်ထဲမှာအိမ်ဆောက်ထားတာဗျ။ခြံကြီးဆိုကြဲခက်ထားတာ။ခြံထဲမှာစပက်ကြီးတွေထော်လာကြီးတော့ရှိတာနော်။ပေါ့လို့တော့မရဘူး။ထော်လာကြီးဆိုတော့တော်ယုံလူပိုင်းတာမဟုတ်ဘူးဗျ။ပြီးတော့မီးစပ်ပါရှိတာဗျာကျုပ်တို့အိမ်ဝိုင်းနဲ့ရောက်တော့အိမ်ကိုမောကြည့်လိုက်တော့အိမ်ခေါမိုးမှာလောင်သုံးလုံးကိုရွာဘက်လှည့်ထားတာကျုပ်အထင်အတန်ချဲဆက်လေးငှားထားတယ်ထင်တယ်တော်တော်ကြီးကြီးကျယ်ပါဗျာခက်တာကလူလဲတင်းရောက်မှမရှိဘူးတက်ရှိဆိုလို့အိမ်ရှင်ဦးတင်အောင်ရဲ့အတန်ချဲဆက်စရာရဲ့ကျုပ်နဲ့ကိုရင်တစ်ပါးရဲ့ဒါပဲရှိတာ
ကျိုးတို့ကိုဦးတင်အောင်ကအိမ်ပေါ်ကအိမ်ဦးကမှနေရာချပေးတယ်ဗျာအကျုံးကတော့ကိုရင်တစ်ပါးကိုမိုက်ခွက်ရှိမှထားလိုက်တယ်မိုက်ခွက်ဆိုတကယ်ကိုကောင်းစားဖြစ်မယ်ဗျာငုတ်တုတ်မိုက်ခွက်တွေခဏနေတော့ဦးတင်အောင်ကကိုရင်လေးတွေကိုချိုးရိတ်ကတဲ့ကျုပ်ကိုလည်းတိုက်တာပေါ့အချိုရည်ကနိုင်ငံသားဖြစ်တင်နေဗျာတောက်လို့တော့ကောင်းတယ်ဒါပေမဲ့တခါတည်းမောတောက်လို့မရဘူးကိုရင်တစ်ပါးဆိုတောက်ပြီးတော့တကိတ်ကိတ်နဲ့ဖြစ်နေတာအိမ်ရှင်ဦးတင်အောင်ကအတော်ကိုသဘောကောင်းတာပါဗျာမကြဘူးဖြစ်ကိုရင်တစ်ပါးကိုဂျင်းတော့ထက်ကတ်တယ်ကျိုးတို့ကိုရင်တွေကဝီနီးအလေးထားဆိုတော့မစားဘူးဗျာအဲ့တော့ကိုဦးတင်အောင်ကအတော်သဘောကျနေရပြီချီလေချီကျူးနေသေးတယ်တန်ကားဆိုတာဒီလိုဖြစ်ရမှာဆရာကောင်းတော့ပန်းကောင်းပန်ရပြီပေါ့လေကျုပ်ကိုရင်တွေကလည်းအတော်ကိုအိမ်နေပဲရှိတာဗျာတကယ်ကိုကြီးညိုစရာကောင်းနေတာပါကျုပ်ဖြစ်ကိုရင်တစ်ပါးကိုခဏခဏဦးကုန်းချနေပြီလို့သူတို့ကအတန်ခေါက်အုပ်နဲ့တောင်းနေသေးတယ်ကိုစနေဘာလို့ဦးချနေရလဲဗျာ၃ချိန်ဆိုတော်ပြီပေါ့ကြီးညိုလုံးလို့ပါဖေဟာရပြီကျုပ်လည်းအိမ်ဝန်ခန်းကနေထားပြီးအိမ်ရောက်ကိုဆင်းလိုက်ပြီးတော့အိမ်ရောက်ကအတန်ချဲဆက်စီယာနာသွားပြီးနည်းနည်းပါးပါဆက်စုနေလိုက်တာပေါ့အကိုကြီးဘယ်ရလာရတာလဲဗျာတောင်သုံးလုံးကလေတောင်သုံးလုံးပေါက်ကြီးဆက်ဆိုတာအကိုဘောကွာဆက်စီယာကခက်ကြွားကြွားလေးစကားဆိုရဗျာအမှန်တိုင်းပြောရရင်သူ့ဆက်နာမည်ကိုမကြားဘူးပါဘူးဒါပေမဲ့စိတ်ချမ်းသာပါစေဆိုတဲ့သဘောနဲ့နည်းနည်းလေးတော့အလိုက်ထိုက်လေးပြန်ပြောရတာပေါ့ဟုတ်လားတော်တော်ကောင်းနေဆက်ပေးဗျာဒီနေ့အကောင်းဆုံးအကျယ်ဆုံးဖွင့်ပြမယ်မိုက်ွက်တွေဆိုကအကောင်းဆုံးနေမယ်သုံးတာကွာဒီဆက်ထောင်လိုက်တာလဲတွေရာတွေလည်းအကုန်ပြီဗျာပို့တိုးရမှာမဟုတ်ဘူးလားတိုးတာကမတိုးသေးပါဘူးဒီဆက်တွေမိုက်တွေလော်တွေဝဲတာအခုလဲတွေရာတွေရောင်းပြီးတော့ဝဲတာလေအခဏလေးနဲ့အဲ့ဒီလဲတွေရာတွေပြန်ဝင်နိုင်မှာပါဗျာအခုကတော့အဲ့ဒါတွေကောင်းနေမထင်ဘူးဆက်ဖွင့်ရရင်ကိုပြောနေတာကွာကျုပ်ထဲမိရင်ဒီဆက်စီယာလေးကကျုပ်တို့လိုပထန်းတအားရွတ်ချင်လို့လာသလိုသူလည်းဆက်တအားဖွင့်ချင်လို့လိုက်ခဲ့တယ်ဆိုတော့ကိုပါဗျာနေဝင်မိုးကျုံးစားချိန်ကိုရောက်လာပြီဗျာဦးတင်အောင်ကတော့ကျုံနဲ့ဆက်စီယာကိုထမင်းကျွေးတယ်ဟင်းနေဆိုအစုံပဲကွင်လေးတွေကိုလည်းအေးကက်တယ်ဗျာအတော်ကိုစေနာထက်တန်တဲ့ဦးတင်အောင်ပါပဲဗျာဒီလိုနဲ့မိုးလဲချုပ်ရောဦးတင်အောင်ကမီးစာနှိုးပြီးရပြုသူ့အိမ်မှာမီးရီဆိုလင်းထင်းနေရပဲမီးစာကခက်ဝေးဝေးမှဆိုတော့ဆက်တန်ကတိတ်တော့မစူပါဘူးကျုပ်လည်းဆက်စီယာသူ့ဆက်ကောင်းချောင်းကြွားနေတာကိုနားထောင်နေရတာပေါ့ငါနီအခုဆက်ဘလောက်ကောင်းဆိုဟိုတလောကလူတယောက်စိတ်ုံတင်ရလို့အခုစေးဘူးစိုက်ပေးလိုက်ရသေးတယ်ကွာကျုပ်မရှိဘူးဘာပြောရလဲဩငါဆက်ကတအားအော်တာလေအဲ့ဒီလူငါဆက်တန်ကြည့်ပြီးတော့လန့်ပြီးတတိလစ်သွားတယ်ဆိုလားငါတောင်းယူလိုက်ရတယ်ကွာဆက်ကောင်းတော့ဆက်ဒုက္ခပေးရလိမ့်တော့ခံရမှာပေါ့ဩအဲ့လိုလားတော်တော်ကောင်းနေဆက်ပဲဗျာဟာဒါငါပေါက်စာတွေမတင်လာခဲ့သေးဘူးနော်မလို့ဘူးဆိုလို့လော်ပဲယူလာတာခဏီးမအောင်ပေါက်စာကဘာလဲဗျာငါနီရလဲညံလိုက်တာကွာစားပေါက်စာလေးကွာဩတီးပြီအေးငါပေါက်စာရှိကျမတကောင်ချထားကြည့်အတန်အော်ရာမခံနိုင်လို့တန်ဦးချထားကွာကောင်းလိုက်တာဗျာကျုပ်ကြက်မွေးရင်ခမရပေါက်စာကြီးငှားရမယ်အမြဲတမ်းဥအောင်လို့အမေရောနောက်နေရမဟုတ်ဘူးနော်တကယ်ပြောတာမကျုပ်လေးတကယ်ပြောတာပါတော်ဆန်းကွာမင်းကောင်မေးရမှုဆိုတာငါသိတယ်ငါဆက်ဘလောက်ကောင်းကြောင်းမေးမကြခင်သိလာမှာပါကွာကျုပ်စကားကိုဆက်စီယာကစိတ်ကူသွားတယ်ဗျာသူဆက်ဘလောက်ကောင်းနေဆိုတော့လက်တွေ့သိစေရမယ်လို့ပဲကျင်းနေတယ်မကြပါဘူးဗျာကျုပ်တို့နာကိုဦးတင်အောင်ရောက်လာတယ်ပြီးတော့ဆက်စီယာကိုစကားဆိုတယ်ဗျာဆက်စီယာပေါကြီးဆက်လေးပါလေးစမ်းလို့ရပြီနော်စိတ်ချကျုပ်အခုစမ်းလိုက်မယ်ဆက်စဖွင့်လိုက်တာနဲ့အော်လိုက်တာဗျာကျုပ်ဖြစ်နားနေသွားတယ်တကြည်ကြည်နဲ့လေအဲ့တော့ဆက်စီယာကကျုပ်ကိုကြည့်ပြီးတော့မိုက်ခွက်အတန်များနေတာဒီလုံးလေးရှော့ရတယ်ခဏအပေါ်ကမိုက်ခွက်သွားစမ်းမယ်ငါညီကဒီလုံးလေးကိုတင်ဆိုဒီဘက်လက်ရှော့ဆိုဟိုဘက်လက်မှတ်မိလားမှတ်မိပါတယ်ဗျာဒီလောက်ကတော့ဆက်စီယာပေါကြီးတော့အိမ်ပေါ်တက်သွားတယ်ဗျာသူတက်သွားပြီးမကြဘူးမိုက်ဆန်းတဲ့တန်ကပေါ်လာတယ်ဟယ်လိုတက္ကစီဟာအဲ့လိုမိုက်ဆန်းတာကျုပ်ပြေကြားကိုမကြားဘူးသူကဆက်អော်တယ်ဗျာဟယ်လိုတက္ကစီ1212ညီလေးဒီဘက်ကိုနည်းနည်းလေးလက်မယ်ကျုပ်ကိုဒီဘက်လက်မယ်ဆိုတော့ကျုပ်လဲရှောင်ပြီးလူကိုလဲလက်မိတယ်
ညီလေးလှဲ့လေဟာလှဲ့ထားတာပဲဗျာညီလေးကလှဲ့တာပြောတာအတန်ကအရှင်တိုင်းပဲဘာတော့အတန်ချိန်ခိုင်းတာလားအေးလေကွာခမရလည်းတင်ဆိုတင်ရှော့ဆိုရှော့ပြောလိဗျာဒီဘက်လဲလို့ပဲအေးပါငါမင်းကိုမသိမှဆိုလို့ဟေးတော်တော်အထင်သေးတယ်ဆက်เสียပဲဗျာအဲ့လိုနဲ့ကျုပ်တို့မိုက်တန်ကြီးတာပြီးပြီဆိုပါတော့အတန်ကြီးပြီးတော့ကျုပ်လည်းအိမ်ပေါ်ကိုတက်လိုက်တယ်ကိုရင်တစ်ပါးကတော့မိုက်ခွက်ဒေတာမှာစိတ်လို့ရှောင်းနေတယ်ဗျာခဏနေတော့ဦးတင်ရောင်ကကိုရင်လေးတွေကိုပထမ်းယူပေးဖို့ရှောက်တော့ကိုရင်တစ်ပါးကအရှင်နမောတသနဲ့ဖွင့်ပြီးစရွတ်တော်တာပဲကိုရင်တန်ကကောင်းနေဗျာငယ်တန်းပါလီတာကလွယ်ပြီးဘုံကြီးတစ်ပါးရွတ်နေတယ်လို့ပဲဆက်စီယာကလက်စွမ်းနေပြတာဗျာလော်သုံးလုံးကထွက်တဲ့တန်ကအတော်ကိုကျင်းလောင်နေတာပဲဘလောက်ကျဲလဲဆိုအိတ်တန်းဝင်နေတဲ့ငှက်တီတော်ထပြန်ပါလေဆိုကိုရင်လေးတွေပထမ်းရွတ်နေတာကိုဦးတင်ရောင်ကပြုံးပြုံးကြီးနဲ့ကြည့်ပြီးသဘောရိကျနေရဗျာပြီးတော့ရွာဘက်ကိုလည်းလှမ်းလှမ်းကြည့်နေသေးတယ်အတုတ်ထင်ပါလေဒီလူကြီးကရွာပြေးမှသာနေတာရွာသားတွေကိုတော့အတော်ဂယုစိုက်တယ်လို့ပေါ့ကြည့်လေဗျာလော်သုံးလုံးကိုရွာဘက်မျက်နှာမူထားတာရွာနဲ့ရမလန်မကန်းဆိုတော့ကျုပ်တို့ရွတ်တဲ့တန်ကရွာထဲမှာဟိန်းနေမှာပဲနက်လူသားတို့ခေါ်နိုင်တာပေါ့အဲ့လိုနဲ့ကိုရင်နှစ်ပါးတပားကိုတနာရီစီရွတ်ကြပြီးကျုပ်အထင်ည9 နာရီလောက်ချိန်မှထင်တယ်ရွာဘက်ကနေဓမိတဝင်းဝင်းနဲ့လူတွေလာနေကြတယ်ဗျာကျုပ်ထင်ပါတယ်ကိုရင်လေးတွေတန်ကိုကြည်ညိုလို့ရွာရင်းရလူတွေလာကြတာနေမှာပေါ့ကျုပ်လေးပတင်းဘောက်ကနေလှမ်းကြည့်ပြီးတော့ပထမ်းရွတ်ပြီးနားနေတဲ့ကိုရင်လေးနားကိုသွားလိုက်ပြီးနာကက်ရှောင်းလိုက်တာပေါ့ကိုရင်လေးတပည့်တော်တို့ရွာရင်းရလူတွေကတော့လှူပေါ်တန်းဖို့လာပြီတင်နေဘာလို့လဲကိုစံနေဟိုမှာဓမီရဲ့တဝင်းဝင်းနဲ့ဒီဘက်ကိုလာနေရဲ့ဗျာအဆက်တဲ့ပစ္စည်းပဲလို့ခံမဲ့ကိုစံနေတော့ကြဖုန်ကြီးအပြစ်တင်နေမယ်တင်ပါဗျာတပည့်တော်သိပါတယ်ဗျာကိုရင်တို့ရှင်နေတပည့်တော်ဦးတင်အောင်ကိုသွားပြလိုက်အောင်မေးကျုံလက်အယောင်ကဆက်เสียကိုရင်နှွေးချမ်းခတ်ပေးနေတဲ့ဦးတင်အောင်စီအကျိုးချောင်းသွားပြောရတာပေါ့ဦးလေးရွာဘက်ကနေလူတွေလာနေတယ်ဓမီရဲ့တဝင်းဝင်းနဲ့ဟုတ်လားဦးလေးသွားကြည့်အောင်မေးငါတို့နဲ့ဆက်เสียအိမ်ပေါ်တက်နေကြပါလားဘာဖြစ်လို့တော့ဦးလေးဘာမှဖြစ်ပါဘူးကွယ်သွားအိမ်ပေါ်တက်နေကြဦးတင်အောင်ကကျုံနဲ့ဆက်เสียကိုအိမ်ပေါ်တက်ခိုင်းနေကျုပ်တို့လည်းထွေထွေမစင်ကြတော့ဘဲနဲ့အိမ်ပေါ်ပြန်တက်လိုက်တယ်ကိုရင်လေးတစ်ပါးကလည်းပထမ်းရွတ်လို့အချိန်ကောင်းနေစေပေါ့ဗျာကျုံနဲ့ဆက်เสียကပတင်းဘောက်ကနေရွာကလာတဲ့သူတွေကိုကြည့်တာပေါ့မကြပါဘူးအိမ်ကိုတမီးနဲ့ဝိုင်းထိုးပြီးဒေါသတကြီးနဲ့အော်ကြဟေးကြပါရောလားဗျို့ဟေးအောင်တင်အောင်မင်းငါတို့ရောနှောက်ရှက်ပြပြီလားဟေးအောင်တင်အောင်ထွက်ခဲ့စမ်းအော်တန်ကတော်တော်ကျဲတော့အိမ်ဘော်ကကျုပ်တို့အကုန်ကြားရတယ်ကျုပ်ဆိုလန့်သွားတာဗျာကြက်တစီတွေများပထမ်းရွတ်တန်ကိုနားမခတ်နိုင်လို့လာနှောက်ရှက်တယ်လို့ထင်လိုက်တာအဲ့ဒါကြောင့်ကိုရင်လေးတွေနားသွားပြီးရွတ်တာရဖို့ရှောင်းလိုက်ရတယ်ကိုရင်တို့ခဏရထားပါအောင်လားဖေ။အိမ်ဝိုင်းနဲ့ဘာတွေရှောင်းလာမှမသိဘူး။ကျုပ်အဲ့လိုပြောတော့ကိုရင်လေးတွေနည်းနည်းလန့်သွားတယ်။ကျုပ်လည်းသူတို့ကိုဒီတိုင်းလေးပဲထိုင်နေဖို့ပြောပြီးပတင်းပေါက်ကနေပြန်ပြီးတော့ချောင်းကြည့်လိုက်တယ်။ဆက်စီရလည်းငြိမ်းနေတာပေါ့။မကြပါဘူး။အိမ်ထဲကနေဦးတင်ရောင်ကြီးကပစိုးတူတူဝစ်ငှက်ကြီးရောင်ဓာကြီးကန်ပြီးထွက်ချလာတာ။ကျုပ်ဖြင့်ဘာတွေဖြစ်ကုန်ပြီလဲဆိုတာနားကိုမလဲတော့ဘူး။ရွာသားတွေကချန်စီယိုကိုချက်တောင်းနဲ့ကန်ဖွင့်နေရဲ့ဗျာ။ဦးတင်ရောင်ကဓာကြီးဝင်ပြီးတော့ဘဲကောင်ငါအိမ်ထဲဝင်ရဲလေဝင်ရဲတဲ့ကောင်အကုန်ပိုင်းပြမှာတင်းအောင်ကွာမင်းတို့တောက်ကယူမဆိုင်လို့ဒီမော်တယောက်ထဲနေတာဟေးရွာသားတွေစိတ်လိုက်မှန်ပါမလောက်ကြနဲ့ငါတို့ရှင်းမယ်ရွာသားတွေတဲကအသက်ခက်ကြီးလူကြီးတွေကဒေါသထွက်နေတဲ့လူကြီးကိုထိန်းလိုက်တယ်ဗျာတို့လက်ထဲမှာလည်းဒုတ်တီဓာတ်တွေနဲ့လေတော်သေးတယ်လူငယ်တွေကလူကြီးတွေစကားနားထောင်လို့ပေါ့ပြီးတော့ရွာတွေကလူကြီးတယောက်ကဦးတင်ရောင်ကိုလေတအေးနဲ့ပြောလာတယ်ဗျာတရားမင်းငါတို့ရွယ်ပြီးပထမ်းရွတ်တာငါသိပါတယ်ဒါပေမဲ့ရွာထဲမှာလည်းတရားပဲရှိနေရလေကွာအဲ့ဒါငါနဲ့ပါဆိုင်လို့တော့ဒီအောင်ရွတ်တဲ့တန်ကတို့တရားခွင့်ကိုဖုံးနေတယ်အတန်လေးလျှော့ပေးပါလားကွာနှစ်ယောက်လုံးအလုပ်ဖြစ်အောင်ပေါ့ဟာငါကောင်းတာလို့တော့ဘာသူမှတောက်ကြည့်မဆိုင်ဘူးတရားမင်းအဲ့လောက်မကက်နေကွာမင်းအခုလိုဆက်လုပ်နေပြဿနာတွေတက်ကုန်နေမယ်ဘယ်သူမှတောက်ကြည့်မဆိုင်ဘူးကွာရှုံပါရီလူကြီးရာအင်ကိုမင်းနဲ့ရှို့များရှိုက်တဲ့ပြက်ဗျာအချင်းတွေကမကောင်းတော့ဘူးပြောဒုတ်တပြက်ဓာတ်တပြက်တွေဖြစ်ကုန်ပြီကျုပ်သဘောပေါက်လိုက်ပြီရွာထဲမှာတရားပွဲရှိလို့ကျုပ်တို့ကိုခေါ်ပြီး
ပထန်းယူခိုင်းပြီးအရွက်တိုက်တာပဲကျုပ်သိတယ်လို့ဆက်စီယာပေါက်ကြီးလည်းတီးသွားပုံပေါ်တယ်တောက်ကျိုးနေပြီကွာဆက်ဖွင့်ရပြီးရောလိုက်လာတာလဲဝဲဖို့မပြောနဲ့ဆက်ပါပြာကြတော့မယ်ထင်တယ်ကွာခွေးတယ်ပါပဲငါကြီးရေငါကိုညီပေါင်းဆက်တွေသိမ့်ပြီးအိမ်ပြင်ထုတ်ရအောင်လို့ကျုပ်လည်းဆက်စီယာကိုတနာတာနဲ့ကိုရင်လေးတွေကိုခေါ်ပြီးအိမ်ရောက်ကိုဆင်းလာလိုက်တယ်ဆက်စီယာကတော့မိုက်တွေကိုလုံထွေးပြီးသိမ်းနေတာအကုန်လုံးသိမ်းပြီးအိမ်ပြင်ကိုထက်တော့ဦးတင်အောင်ကကျုပ်နဲ့ဆက်စီယာကိုကြည့်ပြီးရောငါတို့ဘာလို့ဆင်းလာလဲရွတ်ဆရာရှိရရွတ်မရွရဲတော့ဘူးလေဆက်စီယာလည်းဆက်တွေသိမ်းလိုက်ပြီမင်းတို့ဟဲ့လူတွေလမ်းလေးဖယ်မင်းရောကျုပ်ရှိကောင်လေးရွာသားတွေကြားထဲပြင်ဝင်လိုက်တယ်ရွာသားတွေကလည်းကိုရင်လေးနှစ်ပါးကိုမြင်ကတဲ့ကကျိုးလေးသဘောပေါက်မှာပါကျုပ်တို့ရမ်းမရှာပါဘူးကျုံးတဲ့ကိုရင်လေးတွေရွာသားတွေကြားထဲရောက်တော့ဆက်စီယာကသူ့ဆက်တွေထည့်ထားတဲ့တစ်တာကြီးနာရက်ပြီးကျုပ်ကိုစကားလမ်းပြောနေတယ်ညီလေးလာတဲ့ကူပေးဦးလေကွာမလာရတော့ဘူးဗျာခမားဆက်တွေထားခဲ့ကျုပ်တို့တွေအဲ့ဒီလိုဘယုတ်ဒုက္ခဖြစ်နေလို့ထင်တယ်ဦးတီအောင်ကကျုပ်ကိုကြည့်ပြီးတော့မင်းတို့တွေမလှုပ်ချင်တော့တင်းမခိုင်းပါဘူးသူ့ပစ္စည်းတွေတဲကူလိုက်ငါမင်းတို့ဘာမှမလုပ်ဘူးဦးတီအောင်ခပြီးမှပဲကျုပ်လဲဆက်စီအောင်ကိုပေါင်ကြီးရဲ့ဆက်တွေလော်ရီကိုဖြုတ်တန်တာဖြုတ်တဲတနာတန်ကူတဲပေးပြီးတော့ရွာသားတွေနဲ့ရွာထဲလိုက်လာခဲ့တယ်တော်သေးတာပေါ့ကျုပ်တို့တောင်သိတဲ့လူကြီးတီအောင်ပါနေလို့ဒါသေးရီဇော်ဒီကရောင်ကကိုရင်လေးတွေမလားဟုတ်ပါတယ်တခါကြီးတော်သေးတာပေါ့ဖေဟာတင်အောင်ကလူမိုက်တယောက်ပါဖေဟာရွာသားတွေကိုအမြဲကန့်လန့်တိုက်နေတဲ့လူပါဒီနေ့ရွာထဲမှာစူပေါင်းအလူအောင်ပွဲတရားပွဲလုပ်တာလေကိုရင်လေးတို့အတန်တွေကြီးပဲကြားနေရတာဆက်ကလည်းကောင်းလိုက်တာတင်ဟောင်းဒီလောက်ကောင်းတဲ့ဆက်ကိုဘယ်ဟာများသွားငါလည်းမသိဘူးရွာထဲကလူကြီးကအဲ့လိုပြောတော့ဆက်စီအောင်ကိုပေါကြီးကဒုက္ခရောက်နေတာတော့ပြုံးဖြည်းဖြည်းကြီးပြို့ကိုရင်လေးနှစ်ပါးကတော့ကျုပ်ကိုမကြည်မနဲ့ကြည်နေတာပေါ့ကျုပ်တွေးလိုက်မိတယ်တော်ပြီတခါပထန်းပွဲလာပင့်လို့ကတော့ဘုံကြီးမပါရင်မလိုက်တော့ဘူးလို့ပါဗျာတော်သေးတာပေါ့လူမိုက်ကကျုပ်တို့ကိုရမ်းမရှာလို့တွေးပြီးပြင်းမရွာကိုရွာသားတွေနဲ့တူလမ်းလျှောက်နေတာပေါ့ဗျာပရိသတ်များခင်ဗျာအခုတိဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူစနေရေးသားထားတဲ့မောင်စနေနဲ့ပထန်းပွဲဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်ဆက်ပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာ